အားလုံးပဲမင်္ဂလာပါ definite integral က example နောက်တစ်ပုဒ်ကိုပြောပြချင်ပါတယ်ဟုတ်လားပုဒ်စာလေးမှာရှိပါတယ် evaluate the integral 1 to 2x square root of 2 minus x dx ဒီလို integration ဟာတွက်ရတာခက်ပါတယ်ဟုတ်လား x ဟုတ်လားဒီလိုမျိုးမြောက်ထားတယ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတာ substitution method ကိုအစားသုံးဖို့ကြိုးစားမယ်let u is equal to 2 minus x เนาะအဲ့တော့ကျွန်တော်တို့ du by dx differentiate လုပ်ကြည့်လိုက်မယ်အဲ့တော့2က constant ဆိုတော့0ဖြစ်မှာပေါ့နော် minus x က minus 1 ရမယ်အဲ့တော့ minus du ညီမျှခြင်း dx လို့ရမယ်เนาะအဲ့တော့ဒီကနေတစ်ဆင့်ဘာကိုဆက်ကြည့်လို့ရလဲဆိုတော့ u is equal to 2 minus x ဆိုတော့အတွက်ဟုတ်လား x is equal to ဘာဖြစ်မလဲ2 minus u လို့ဖြစ်မယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီဘော integral ကို1 to 2x 2 minus x dx ဆိုတဲ့ကောင်ကြီးကို integral x ဟုတ်လား x ဒီပါလဲ2 minus u လို့ဖြစ်မယ်ဟုတ်ပြီလား square root of 2 minus u ဒီ square root of 2 minus u ဒီဘာဖြစ်မလဲ square root of u ဟုတ်လား dx နေရာမှာ du ကိုအစားသုံးမယ်ဆိုတော့ဘာဖြစ်မလဲ minus du လို့ဖြစ်သွားမယ်ဟုတ်လားအဲ့တော့ဒီအနုတ်ကိုတော့ရှင်းအောင်ရှေ့ကိုထုတ်လိုက်ပေါ့နော်ထုတ်လိုက်ရတယ်ပေါ့လေအဲ့တော့ဒီနားမှာဒီမှာ lower limit 1နဲ့ upper limit 2ရှိတာဒီ x ရဲ့လားတန်ဖိုးတွေဖြစ်တယ်ဒီနားမှာဒီကျွန်တော်တို့ဒီ du ကိုပြောင်းပြီးတာဖြစ်တဲ့အတွက်ဒီနားမှာ u ရဲ့တန်ဖိုးတွေဖြစ်ရမယ် x ရဲ့တန်ဖိုးတွေသွားပြီးတော့ခုနကတော့လို့2တို့1တို့ရေးခွင့်မရှိတော့ဘူးဒီမှာ du ဖြစ်သွားတာဖြစ်တဲ့အတွက်ဒီနားလဲ u ရဲ့တန်ဖိုး u ရဲ့ upper limit တန်ဖိုးတွေဖြစ်ရမယ်အဲ့တော့ရေဘူးရပြောရင်တော့လေဒီနားမှာချိန်လို့ရပါတယ်ဘယ်လိုချိန်မလဲဆိုတော့ x က1ဖြစ်နေတဲ့အချိန်ဒီမှာ x က1ဖြစ်နေတဲ့အချိန်မှာx က1ဖြစ်နေတဲ့အချိန်မှာ u တန်ဖိုးကဘယ်လောက်လဲ u ဆိုတာက2 minus x ပဲလေအဲ့တော့2 minus 1ညီမျှခြင်း1ပေါ့ x က2ဖြစ်နေတဲ့အချိန်ဒီလို2ဖြစ်နေတဲ့အချိန်မှာဆိုရင် u တန်ဖိုးသည်လား2 minus x ဆိုတော့2 minus 2ညီမျှခြင်း0အဲ့တော့ x 1လို့ရှိတဲ့နေရာမှာ u ကို1လို့ထည့်လိုက်ပါ x 1အောက်မှာရှိတယ်ဆိုရင်1နေရာမှာ1ထည့်လိုက်ပါ x 2လို့ရှိတဲ့နေရာမှာ u တန်ဖိုး0ကိုထည့်လိုက်ပါဒါမှသာလေမှန်ကန်တဲ့ပေါ့နော်ပြောင်းလဲမှုပုံစံဖြစ်မှာပေါ့ဟုတ်လားအဲ့တော့ integral 1 to 0 2 minus u u square root ဒီ power half ပေါ့နော် minus ကိုရှေ့ထုတ်လိုက် du ဒါဆိုရင်တော့နည်းနည်းရှင်းသွားမှာပါ1 to 0 2u power half minus u power 1ရှိတယ် half နဲ့ပေါင်းလိုက်တော့3 by 2 du လို့ဖြစ်သွားမှာပေါ့နော်အဲ့တော့သူ့ကိုပဲဆက်ပြီး integration လုပ်မယ်ဆိုရင် minus 2ကိုရှေ့မှာထားခဲ့ဟုတ်လား2 u က power half ဆိုတော့1ပေါင်းတာဘယ်လောက်လဲ3 by 2ဖြစ်မှာပေါ့နော်3 by 2 u power 3 by 2အဲ့တော့3 by 2နဲ့ပြန်စားတော့ဘာဖြစ်မလဲ2 by 3နဲ့ပြန်မြောက်တာနဲ့အတူတူပဲပေါ့နော်ဟုတ်လားအဲ့ဒါလေအနှုတ်ဟိုကောင်ဒီ u 1ပေါင်းလိုက်တော့ဘာဖြစ်မလဲ5 by 2နော်5 by 2နဲ့စားတာဖြစ်တဲ့အတွက်2 by 5လို့ပြန်ဖြစ်မယ်သူ့ limit တွေဒီ1 to 0ဖြစ်မယ်အဲ့တော့ကျတော့အနှုတ်ဒီကောင်ဒီ4 by 3ဟုတ်လား u 3 by 2အနှုတ်2 by 5 u 5 by 2 limit ဒီ1 to 0လို့ဖြစ်မယ်အဲ့ upper limit ကိုထည့်ရအောင်အဲ့တော့4 by 3 u upper limit ထည့်လိုက်တော့0အနှုတ်1လို့ရမှာပေါ့နော်0အနှုတ်1လို့ရမယ်အနှုတ်2 by 5 upper limit ကိုထည့်တော့0အနှုတ်1ပဲရမှာပေါ့အဲ့တော့အနှုတ်ဒါသည်4 by 3ဒီဘာဖြစ်မလဲအနှုတ်4 by 3ဖြစ်သွားမယ်ဒီအနှုတ်နဲ့ဒီအနှုတ်နဲ့တွေ့လိုက်တော့ about 2 by 5ဖြစ်သွားမယ်အဲ့တော့
5ဟလာဒီအနှုတ်ကိုဝင်မြုပ်လိုက်တော့အပေါင်းဖြစ်မှာပေါ့နော်အဲ့တော့ about 4/3 အနှုတ်2/5လို့ဖြစ်မှာအောက်ကို15လို့ပိုင်းခြေယူမယ်ဆိုရင်5 5 20ဟလာ3 2 6ဆိုတော့14 14/15လို့ရမှာပေါ့နော်အဲ့တော့ဒီနားမှာမှတ်သားစရာရှိတာဒီဘာလဲဆိုတော့ဟုတ်လား h ရဲ့နဲ့ integration လောက်ထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ1 to 2ဆိုတာဒီ from lower limit 1 to upper limit 2ဒီ h ရဲ့တန်ဖိုးတွေဖြစ်တယ်ကျွန်တော်တို့က integration လုပ်တော့ဒီနားက square root of 2 minus h ကို substitution method နဲ့သုံးလိုက်လို့ဖြစ်သွားတယ်ဆိုရင်ဟုတ်လား u နဲ့ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာဖြစ်ရမလဲ h တန်ဖိုးတွေကနေပြီးတော့ u တန်ဖိုးတွေကိုပြန် limit တန်ဖိုးတွေကိုပြန်ချိန်ပေးဖို့လိုတယ်ဟုတ်လားအဲ့ဒါကြောင့်သူဒီဟုတ်လား 1 ဖြစ်နေတဲ့အချိန်မှာရတာဒီဟုတ်လား u ကလည်း1ဖြစ်တဲ့အတွက်1ကိုထည့်မယ် h2 ဖြစ်နေတဲ့အချိန်မှာ u ဒီဘာပဲလဲ0ရတာဖြစ်တဲ့အတွက်ဒါမှသာလေဒီနာက du နဲ့ integration လုပ်တာဒီမှန်ကန်ပါမယ် du လို့ရေးလိုက်ပြီးရင်ဒီနာ lower limit upper limit ရဲ့တန်ဖိုးတွေဒီ u တန်ဖိုးတွေပဲဖြစ်ရပါမယ်ဟုတ်ပြီလားအစားထိုးတာဒီလည်းအဲ့ဒါပဲအစားထိုးရပါမယ်အဲ့ဒါလေးကိုနားလည်ကြည့်ချင်ပါတယ်